ကမ္ဘာဖလားရိုနယ်ဒိုရစေမယ်လို့သာစခရစ်ရေးထားခဲ့အချို့လူတွေကပြောကြတယ်ဘောလုံးလောကဇကားတကားဆိုရင်စခရစ်ရိုက်တာကရိုနယ်ဒိုကိုအဓိကဇက်ကောင်ထားပြီးနောက်ဆုံးမှာဝေါ်ကတ်တောင်ပေးခဲ့မှာပဲလို့မက်ဒီးရီးယားကျွန်းကဆင်းရဲသားကလေးတစ်ယောက်ကအိမ်မက်တစ်ခုနဲ့ဘောလုံးကန်ခဲ့မန်ချက်စတာယူနိုက်တက်ရီယယ်မက်ဒရစ်ဂျူဗင်တက်ဘယ်နေရာသွားစံချိန်တွေချိုးခဲ့ချန်ပီယံလိဘောလုံးဒီအော်ဂိုးဒန်ဘုတ်တဦးချင်းဆုတွေလည်းရခဲ့အသင်းလိုက်အောင်မြင်မှုတွေလည်းရခဲ့ဒါပေမဲ့သူ့ကယ်ရီယာမှာတစ်ခုပဲကျန်ခဲ့ဝေါ်ကတ်2014အိမ်မက်ကအုပ်စုအဆင့်မှာပဲရပ်သွားတယ်2018စပိန်ကိုဟတ်ထရစ်သွင်းပြီးကမ္ဘာကြီးကိုတုန်လှုပ်စေခဲ့ဒါပေမဲ့နောက်တစ်ဆင့်တော့မတက်နိုင်ခဲ့2020ဒါကနောက်ဆုံးအခွင့်အရေးလို့လူတိုင်းထင်ခဲ့ကြတယ်ဒါပေမဲ့မော်ရိုကိုနဲ့ပွဲပြီးချိန်တန်နယ်တွေကိုမျက်ရည်ကျပြီးလမ်းလျှောက်သွားတဲ့ရိုနယ်ဒိုဘောလုံးလောကတစ်ခုလုံးမြင်ခဲ့ရအဲ့ဒီချိန်မှာအချို့ဖန်တွေကပြောကြတယ်ဘောလုံး is unfair တချို့ကပြောတယ်ဒါဖုတ်ဘောရဲ့အလှတရားဘာလို့လဲဆိုတော့စခရစ်ရေးရတဲ့ဇကားဆိုရင်ဟီးယူကနောက်ဆုံးမှအနိုင်ရမှာသိကြတယ်ဒါပေမဲ့ဘောလုံးကဇကားမဟုတ်ဘောလုံးမှာစခရစ်မရှိရှိတာစူးစမ်းမှုမျက်ရည်ဖိအားနဲ့မတိကြမှုတွေရိုနယ်ဒိုကဝေါ်ကတ်မရခဲ့ပေမဲ့သူရရှိခဲ့တာတန်ပေါင်းများစွာသောလူတွေလေးစားမှုရိုးစက်ပေါင်းများစွာလှုပ်ဆော်ပေးနိုင်တဲ့လက်ကန်စီအချို့သရဖီတွေကပိုတန်မှုရှိတဲ့အရာဒါကြောင့်ကမ္ဘာဖလားရိုနယ်ဒိုရစေမယ်လို့သာစခရစ်ရေးထားခဲ့ကောင်းတဲ့ဇလန်တစ်ပုဒ်ဖြစ်နိုင်ဒါပေမဲ့စခရစ်ရှိတဲ့ဘောလုံးကလည်းလူတွေကိုဒီနေ့ထိစိတ်လှုပ်ရှားမှုပေးစေခဲ့ရပဲဖြစ်တယ်